မိန်းကလေးကကိုဝင်မရှိပဲဘိုက်ကမျက်စိရှိတင်တိတိတတာကြီးလာပြီးမကြခင်မှာပဲရွှေရောင်တောက်နေတဲ့နဂါးဥတစ်လုံးဥချလိုက်ပါတယ်လူတွေအားလုံးကသူ့မိစ္ဆာမွေးတယ်ဆိုပြီးဒီဥကိုဖျက်ဆီးဖို့လှုပ်ကြတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲနဂါးဥကကွဲထွက်သွားပြီးအားကောင်းတဲ့ရွှေရောင်အလင်းတန်းတွေကလူတွေကိုလွင့်စင်သွားစေပါတယ်အထဲမှာတော့အယမ်းချစ်ဖို့ကောင်းတဲ့ကလေးလေးတစ်ယောက်ရှိနေတာပါဒါကိုမြင်တော့လူတွေကရှောင်ဖယ်သွားကြပြီမယ်အဖေဖြစ်သူကတော့လုံးဝမယုံကြည်ပဲသမီးနဲ့ကလေးကိုပါတပ်ပစ်ဖို့အမိန့်ပေးလိုက်တယ်အမေဖြစ်သူအန်တရရှိနေတာကိုမြင်တော့ကလေးလေးကချက်ချင်းပဲဂါထာမန်းမှုတ်လိုက်တာကြောင့်အားကောင်းတဲ့မော့အစွမ်းတွေကလူအားလုံးကိုမိလဲသွားစေသူကိုယ်တိုင်လည်းချက်ချင်း9စားလောက်ကြီးထွားလာ9စားတော့ပါကလေးလေးမှာဒီလောက်အစွမ်းတက်တဲ့လက်ဖျားစွမ်းအားရှိနေရတာကသူဟာနဂါမင်းရဲ့တူးတဲ့တော့တားဖြစ်လို့ပါပဲတကယ်တော့မနေ့ညကမှအဖေဖြစ်သူကရွာသားတွေနဲ့ပေါင်းပြီးသမီးဖြစ်သူကိုနဂါမင်းစီရက်ပူစော်ခဲ့တာပါအမေဖြစ်သူကတားဖို့ကြိုးစားပြီးမယ်အဖေကရိုက်ရက်ဆက်ဆက်ရိုက်နှက်ခဲ့လို့သမီးဖြစ်သူပင်လေထဲနစ်မြုပ်သွားတာကိုပဲဒီတိုင်းကြည့်နေခဲ့ရတယ်မိန်းကလေးကတော့ငါသိရတော့လို့ထင်နေတာဒါပေမဲ့နဂါမင်းကသူ့ကိုမြင်မြင်ချင်းချစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ဘူးနောက်တနေ့မနက်မှာတော့မနက်စောစောကြီးပေါ့နဂါမင်းကနဂါနန်းတော်ကိုပြန်သွားပြီးလက်ထပ်ဖို့ကိစ္စကိုမေတော်နဲ့တိုင်ပင်ပါတယ်နဂါမေတော်ကတားဖြစ်သူမိန်းမယူတော့မယ်ဆိုတာသိရလို့အယံဝမ်းသာသွားပြီးလိတ်အမတ်ကြီးကိုမင်္ဂလာပွဲပြင်ဆင်ဖို့ချက်ချင်းအမိန့်ပေးလိုက်တယ်နဂါမျိုးနွယ်စုကနမင်းပေါင်း3သိန်းကျော်ကိုဒီလပတဲ့အချိန်ကိုတတ်တည်အဖြစ်ဖိတ်ကြားပြီးမိန်းကလေးကိုနဂါမိဖျားအဖြစ်တည်မြောက်ချင်တာပါဘေးကမြင်းနမင်းကလည်းဒါကိုမြင်ပြီးအယံပျော်သွားတယ်သူကလူပီကိုခိုးဆင်းပြီးနဂါမိဖျားလောင်းနဲ့ရင်းနှီးအောင်လှုပ်ထားချင်တာပါအဲ့ဒီအချိန်မှာမိန်းကလေးကအိမ်ပြန်ရောက်လာတော့ပင်လေကန်းဆက်မှာသူ့ကိုစောင့်နေတဲ့အမိဖြစ်သူကိုတွေ့လိုက်ရတယ်ဒါအမိနှစ်ယောက်ပြန်ဆောင်ရလို့အယံဝမ်းသာနေကြတာကိုအဖေဖြစ်သူကမြင်သွားပါတယ်နဂါမင်းစီရစ်ပူဆိုခံရတဲ့သူကအကောင်းပကတိပြန်လာတာကိုရွာသားတွေကိုရှင်းပြနိုင်ဖို့အတွက်သူကသမီးကိုတိအောင်ရိုက်ပြီးပင်လေထဲပြန်ပို့ဖို့လုပ်နေတယ်။ဒီနောက်အချိန်ရှောက်လာခဲ့တယ်။ညနေရဲ့တကူလုံးရွှေရောင်တောက်နေတာကိုမြင်တော့နမင်းစင်းတက်လာပြီးဆိုပြီးအားလုံးဒူးထောက်ရှိခိုးကြပါတော့တယ်။ညနေမင်းကနဂါမီဖျားရဲ့အထောက်အထားကိုမပြောဘဲသူလူပြီးဆင်းလာတာဟာသူတို့မိသားစုကိုကောင်းကြီးပေးဖို့ဖြစ်တယ်လို့ပဲပြောလိုက်တယ်။ပြီးတော့စန္ဒာ3ခုပြီးဝါစီမေးတယ်။အဖေဖြစ်သူကမယုံတော့နဲ့အရာသာရှိတဲ့စားတော့ပွဲကြီးစားချင်တယ်လို့ပြောလိုက်တယ်။ညနေမင်းကလည်းမိုးနဲ့စားတော့ပွဲရာတွေကိုဖန်တီးပေးလိုက်တာပေါ့။ဒါကိုမြင်တော့သူတို့အံ့ဩသွားကြတယ်။ဘိုင်ဝါအောင်စားပြီးတဲ့အဖေဖြစ်သူကဒုတိယဆန္ဒကိုဆက်ပြောတယ်။ငါမင်းကိုရှက်တနာရအောင်ကူညီပေးမယ်။ဆိုင်ပါအဖေညနေမင်းကမိုးနဲ့ရွှေငွေရတနာပုံကြီးကိုဖန်တီးပေးလိုက်တဲ့အခါအဖေဖြစ်သူကအယမ်းစိတ်လှုပ်ရှားသွားပါတယ်အလွယ်တကူတတိကြီးဖြစ်သွားတာကိုမတင်းတိမ်နိုင်ပဲလောဘတက်ပြီးတတိယစန္ဒာကိုထတ်တောင်းတယ်ဒါပေမဲ့ဒီတစ်ခါသူကဤကရစ်ဘီရင်ဖြစ်ချင်နေတဲ့ညနေမင်းကဒါကိုကြားတော့အခက်တွေ့သွားပြီမဲ့ယာဒူးတက်ဖို့အတွက်စွန့်စားပြီးမောအတက်ကိုထတ်တုံးလိုက်တယ်မျက်စိတမိတ်အတွင်းမှာပဲသူတို့နန်းတော်ထဲရောက်သွားပြီးအမတ်တွေကလည်းဘရင်ကြီးဆိုပြီးဝတ်ပြုနေကြတယ်ငါဘရင်ဖြစ်ပြီးတကယ်ကြီးဘရင်ဖြစ်သွားတာအခုဆိုတာကလောကမှာအမြင့်မြတ်ဆုံးလို့ပဲအကောင်းဆုံးစားတော့ဖွေရတယ်နဲ့အကောင်းဆုံးဝိုင်းတွေကိုတောက်အလှပဆုံးမိန်းမတွေရှားရောလူဆိုတာအာနာနဲ့ငွေရလာရင်ဖောက်ပြန်တတ်တာပဲသူ့မိန်းမနဲ့သမီးကိုတော့နန်းတော်တွေကနေနှင်ထုတ်ဖို့ပဲစဉ်းစားတော့တယ်ညနေမင်းကတားချင်ပေမဲ့ဘာမှမတတ်နိုင်ဘူးဘာလို့လဲဆိုတော့နှကားမျိုးနွယ်တွေလူပြည်မှာတစ်နှစ်ကိုမှော်3ချိန်ပဲ3ခွင့်ရှိလို့ပါအဲ့ဒီချိန်မှာပဲမိန်းကလေးရဲ့ဖိုက်ကရုပ်ရည်နှာလာပြီးမျက်စိရှိတဲ့တိတိတတ်ကြီးလာပြန်တယ်နောက်တစ်စက္ကန့်မှာနှကားဥတလုံးထပ်မံဥချလိုက်တာကိုမြင်ပြီးအားလုံးထိတ်လန့်ကုန်ကြတယ်ဒီထူးဆန်းတဲ့အဖြစ်အပျက်ကမင်္ဂလာပွဲပြင်ဆင်နေတဲ့နှကားမီတော်စီတည်င်းရောက်သွားပါတယ်ကြည်စမ်းသမီးဖြစ်သူကဥတလုံးဥလိုက်တာကိုမြင်တော့အဖေဖြစ်သူကဒေါသတကြီးနဲ့မိန်းကလေးကိုအပြင်ဆွဲထုတ်ဖို့အမိန့်ပေးလိုက်တယ်ပြီးတော့တားအဖအဖြစ်ကနေလဲဆွန့်လွတ်လိုက်တယ်ဒီမိစ္ဆာဥကိုလေချက်ချင်းဖျက်ဆီးပစ်ဖို့လုပ်တယ်ကိုကလေးကိုလူတွေကဝိုင်းကန်နေကြတာကိုမြင်တော့မိန်းကလေးကရင်ခွဲမတက်ငိုကြွေးနေရှာတယ်သူကာခွဲခြင်းပေမဲ့လူတွေကသူ့ကိုအတင်းချုပ်ထားလို့ဘာမှမတတ်နိုင်ဘူးအဲ့ဒီချိန်မှာပင်လေရည်တွေထားကြွလာပြီးနဂါမင်းရဲ့ရင်ဘတ်ထဲကလည်းစူးအောင်လာတယ်ဘာဖြစ်တာလဲဆိုတာသူနားမလည်ခင်ပါပဲနဂါမေတော့ရောက်လာပါတယ်နဂါမင်းလေသူ့ရင်သွေးလေးလူပြီးမှမွေးဖွားတော့မယ်ဆိုတာသိလိုက်ရတယ်ခုနကရင်ပတ်နာတာဟာနဂါသားတော်လေးအန်ဒီရဲ့ရှိနေလို့ပဲဒါကြောင့်သူကဇနီးနဲ့သားကိုကယ်ဖို့လူပြီးကိုချက်ချင်းဆင်းလာခဲ့တယ်အဲ့ဒီချိန်မှာနဂါဦးကအဆောင်တယောက်ရဲ့ကန်ချက်ကြောင့်တိုင်နဲ့သွားဆောင်ပြီး
မြေပြင်ပေါ်ကျသွားတဲ့ခဏမှာပဲရွှေရောင်အလင်းတန်းထပ်ပေါ်လာပါတော့တယ်